ချင်းကိုကောင်းကြီးပေးပါစကားပြောဆိုခြင်းကြည်ကြပြုမှုခြင်းစိတ်နှလုံးအကြစီတို့သည်ဘုရားရှိတော်မောင်း၌နှစ်သက်ဖွယ်ရာအကြောင်းဖြစ်ပါစေကျွန်တော်ရဲ့လက်ကိုအသုံးပြုပါကျွန်တော်နဲ့ထိတွေ့ဆက်ဆံတော်သူကောင်းကြီးဖြစ်စေပါကျွန်တော်အသက်တာဒီကောင်းကြီးနဲ့ပြေဝတော်သူဖြစ်စေပါသူများသည်ကျွန်တော်ကိုကြည့်လက်မင်္ဂလာရှိတော်သူဟုခေါ်ရတဲ့အသက်တာဖြစ်စေပါသူများသည်ကျွန်တော်ကိုကြည့်လက်မင်္ဂလာရှိတော်သူခေါ်ရတဲ့အသက်တာဖြစ်စေပါအာမင်အမင်ဖြစ်စေပဲကောင်းမှထားတဲ့ကိုတော့ကောင်းကြီးပေးပါဟာလေလုယာအာမင်ဟာလေလုယာဒီမှာစားလေကျွန်တော်ဒီကိုရောရှင်အတွက်တက်ရှင်ဖို့ဖြတ်ချက်ချပါ၏စက္ကအနာပါ၏ကိုရောရှင်ဘုန်းတော်နာမတော်ကျွန်မအတ္တအားဖြင့်မြေကြီးစွန့်တိုင်အောင်ဒီရှားပါစေယေရှုဖခင်နာမ၌တောင်းဆက်ကပ်ပါဖာမဆိုတော်ဖခင်အာမင်Jaco wenyen go ne kesera Nuko bato ko sana to ita timimya ko waswa chudo. Kuroshin pya nuko bato ko waswa chudo. Atata kuroshin api chudo wado atata na pisi. Leto tema anna Jini masale kuroshin polo na pisi ba mi jao. Ini kau jimi minglau kau jawab so. Apa biar kini taro, kedi pasti Kristus opiai Yesus roni, tapi no guni no opiai lampia pergi pusau kau jimi pecin tu. Ini di masini jadi asal sidai poma. Ini masalah kala sini, tayau tisi timie tini basi do. Biasa kau jimi basi. Hallelujah. Amen. Hallelujah. Amen. Kalau lepas suka cina jenuh kau jimi jauh biasa bunyi no popia dan salah berkuat jaya. Hallelujah. Amen. Sedang berdekat. Tu yang aku miro cuma tu lah. Yang nak lu popia le soro. Di mana tadi yang kau mana? Tu yang nama abu rei tu kan mana? Yang nak popia le ya kau. Tu ada popia le, mungkin tu kan mana ya. Tu kalau kan salah, ani nak sejauh. Tu mila so, jika tak thare, hoba Taiwan ya, tiba Taiwan ni julusi, betul mah, nyanyi tayar ini nak macam siapa usoro. Tu kau ye tu kuat Taiwan, ani kau ye apa tu jenis kan? Era cuma winnya no apa biar cuma le yang pulang ya. Tu cuma nyanyi ya, cuma tadi tu ada tu cuma nyanyi kamu. Tu apa? Amen. Tu jika tu mari mereka agaknya tu makulah naik tu. Pemala kemo pemala.
လာ နည်းအကြောင်းလေးစားတော့ လက်တွဲဟာလေလုယာဘုရားခင်ဘုန်းတော်အတွက်အသက်ရှင်ရှင်းခြင်းပါသလားဟုတ်ရှင်သင်တို့ရဲ့တက်တာကိုဘယ်ရန်သူကမှတိုက်ဖြတ်လို့မရဘူးအာမင်သင်တို့ဘယ်ချိန်စာကမှထိရောက်မှုမရှိစေရဘူးဒီနေ့သင်တို့ဒီသခင်ယေရှုခရစ်တော်ရဲ့တာသမီးဖြစ်တယ်သင်တို့ကိုချိန်စာတိုက်ထားတဲ့အဲ့ဒီချိန်ချင်းအမင်္ဂလာအားလုံးကိုသခင်ယေရှုနာမနဲ့သင်တို့ထံမှာယနေ့ပင်ချီဖြတ်စီပါအာမင်ယေရှုနာမ၌သင်တို့ပေါ်မှာကြာရောက်နေသောချိန်ချင်းအမင်္ဂလာမုန်တီးခြင်းနာကြည်ခြင်းချိန်ဆဲခြင်းတစ်ခုစီတိုင်းထွက်လာသင်တို့သခင်ယေရှုနာမနဲ့ချီပါစေအာမင်ယနေ့မှဆက်လက်ကိုတော်ရှင်ဖခင်ဤသားသမီးများထဲမှာတန်ရှင်သောဝိညာဉ်တော်ကျင်းဝတ်တော်မူပါတန်ရှင်သောဝိညာဉ်တော်ကျင်းဝတ်တော်မှာလက်မြောက်ပေးပါကျွန်တော်ယေရှုဖြစ်ကျွန်တော်နောက်လိုက်ဆိုပေးပါ Come Holy Spirit ယေရှုဖခင်ရှင်နေမှာဆောင်းကျွန်တော်တို့စနီးမောင်နှံတယ်ကိုတော်ရှင်အတွက်အသက်ရှင်ဖို့သခင်ယေရှုဖခင်နာမ၌စက္ကပ်ပါ၏ကိုတော်ကျွန်တော်ကျမအသက်တောင်ကျင်းဖို့ပါကျင်းဖို့ပါကိုတော်ရှင်အတွက်အသက်ရှင်ခြင်းပါ၏တရှင်တော်ဝိညာဉ်တော်စင်သက်ကြွလာအုပ်ဆိုးတော်မူပါကိုတော်အတွက်အကျွန်ုပ်တို့နေရာပြင်ဆင်ပါ၏လာရောက်ခြင်းကိုတော်မူပါအတ္တတာထဲမှာယနေ့ဖိတ်ခေါ်ပါ၏သခင်ယေရှုခရစ်နာမ၌ဆုတောင်းပါ၏အာမင်ဒီနေ့တင်းတက်တာထဲမှာဝိညာဉ်တော်ဆက်လှုပ်ရှားနေပြီဘုရားခွင့်ပေးပါတင်းတက်တာထဲမှာအစလှုပ်ရှားနေပြီဝိညာဉ်တော်အထဲမှာညီသက်ချင်းရှိပါသလားကိုညီသက်ချင်းရှိလားညီသက်ချင်းရှိဘုရားရှင်စတဲ့လုံးလုံးနေဇနီးမောင်နှံရဲ့လက်တွဲတော့ဆုတောင်းပါနေ့တိုင်းဒီနေ့ကစပြီးဆုတောင်းပါဘုရားသခင်ကျွန်တော်ကျမတက်တာကိုကောင်းချီးပေးပါကောင်းချီးပေးပါကကျမတို့ကျွန်တော်တို့ကြိတ်ဆဲထားတဲ့လူတွေအားလုံးပြန်လည်ပြီးတော့ကောင်းချီးဖြစ်စေပါလိမ့်မယ်သူတို့ကိုမချီနှောင်ထားပါနဲ့ချီနှောင်ထားတာကိုလုပ်ပါသူတို့ပေါ်မှာမချီနှောင်ထားတဲ့တင်းတို့တက်တာကောင်းချီးမဖြစ်ဘူးကျွန်တော်ကျမတက်တာကောင်းချီးပေးပါကြိတ်ဆဲထားတဲ့လူတွေအားလုံးကိုပြန်လည်မကြိတ်ဆဲပဲနဲ့ကောင်းချီးပြန်ပေးနိုင်လို့သူဖြစ်စေဖို့ကျွန်တော်ကျမကောင်းချီးပေးပါဆုတောင်းနိုင်ပါလားဟုတ်ဆုတောင်းနိုင်ပါတယ်အာမင်ဘုရားခင်သူတို့အသက်တာကိုတော့ကောင်းချီးပေးပါယနေ့မှစတယ်အဲ့ဒီကောင်းချီးမင်္ဂလာတွေရလာတဲ့ကောင်းချီးမင်္ဂလာတွေသူများကိုပြန်လေကလေးစားချင်လို့မဟုတ်ပဲနဲ့အဲ့ဒီမိသားစုအဲ့ဒီတိုင်ဝမ်ကိုပြန်လေကောင်းချီးဖြစ်စေဖို့ကိုတော့မဆာပါပါခွင့်လွတ်တဲ့နှလုံးသားကိုပေးတော့ကြောင့်ယေရှုတင်ပါတယ်ကိုတော်ရှင်ဘုရားဆက်လက်ကောင်းချီးပေးလေပို့ဆောင်ပါချီနှောင်သမျှအရာအလုံးကိုသခင်ယေရှုဘုရားနာမနဲ့ချီနှောင်ဖယ်ရှားပါသခင်ယေရှုဘုရားနာမနဲ့သူတို့မဆာသူတို့ generation မှာပါမယ်အမင်္ဂလာကျင့်သေးခြင်းအမျိုးမျိုးကိုယနေ့သခင်ယေရှုဘုရားနာမနဲ့ချီနှောင်ဖယ်ရှားပါအာမင်လို့ပြပါအာမင်အာမင်ဟာလေလုယာဘုရားရှင်လက်တော်ဤသမီးပေါ်မှာကြောက်ပါစေဤသားပေါ်မှာကြောက်ပါစေတကူတော်နဲ့ယနေ့မှစလက်ပြည့်နေတဲ့ကိုတော်ရှင်ဘုရားရဲ့လက်တော်ဒီဤသားသမီးများမှာကြောက်လေဘုန်းတော်ထင်ရှားဖို့အကြောင်းဖြစ်စေပါဘုန်းတော်ထင်ရှားဖို့အကြောင်းဖြစ်စေအပြစ်များကိုခွင့်လွှတ်တော်မူပါတောက်စားခဲ့တဲ့အရာတွေအားလုံးစီရင်တဲ့ထဲသို့ပါသွားဖြစ်တော်ကြောင့်ယေရှုတင်အာမင်အိမ်သားတို့ဆင်းသွားဖြစ်တော်ကြောင့်ယေရှုတင်အာမင်အိမ်သားတို့ဆင်းသွားဖြစ်တော်ကြောင့်ယေရှုတင်အာမင်အခုနောက်ကကျွန်တော်ရေတောက်ခံတယ်အဲ့ဒီရေထဲမှာကိုပါသွားတယ်အာမင်ယုံကြည်ပါလားယုံကြည်ပါလားယနေ့မှစတဲ့ဘုရားခင်အတွက်အကောင်းဆုံးပြတ်သက်ရှင်ပါတခုကျွန်တော်ခံစားတာပြောပြစေငွေကိုဦးစားမပေးပါနဲ့ဘုရားကိုဦးစားပေးပါကျွန်တော်တင်လို့မိသားစုဒီနေ့မှကြော်တည်တယ်ဒါပေမဲ့ကျွန်တော်တခုပြောပြစေငွေကိုရှာချင်းတဲ့ဘုရားကိုရှာချင်းမှာဦးစားပေးပါနိုင်ငံတော်နဲ့ဖြောင့်မချင်းကိုရှေးဥစွာရှာနောက်မှထိုးရတယ်ဘုရားရှင်ပေးလိမ့်မယ်ယနေ့မှစဘုရားခင်နဲ့ဝမ်းမြောက်ပါဘုရားကိုဦးစားပေးပါဘုရားနဲ့တွေ့သက်ရှင်ပါဘုရားခင်ဒီတင်တော်မိသားစုရဲ့ကျေးချင်းအာမင်အားလုံးယနေ့ဖယ်ပေးလိုက်ပြီဖြစ်ပါတယ်အာမင် Praise God
Jesus name amen